ချမိတ်ဆွေတငယ်ချင်းအားလုံးမင်္ဂလာပါခင်ဗျာ22ရက်4လ2026မနက်ပိုင်းတော့ပြီးသွားပြီပေါ့နော်ကျွန်တော်ရဲ့ချမိတ်ဆွေတွေကျွန်တော်ညကပြခဲ့တဲ့တစ်တလုံးအပိတ်ကိုကျွန်တော်ပြခဲ့တယ်9နှစ်4မှာကျွန်တော်ကနှစ်ကိုရွေးပေးလိုက်တယ်21ဘာဖြစ်လို့1 chain နဲ့လည်းညှိတာဟုတ်နှစ်တစ်တပွက်တည်းကကောင်းတယ်လေဒါမဲ့ तू ကပြန်ကြ9တစ်နဲ့ပြန်လှုပ်စားသွားတယ်ဆိုတော့ကျွန်တော်မိတ်ဆွေနော်တစ်ပတ်တဲ့သူတော့ရမှာပေါ့မပတ်တဲ့သူတော့မရဘူးပေါ့နော်ကဲအဲ့ဒါဒီထားလိုက်တော့ပြီးတာထားလိုက်တော့ညနေတော့ကိုကျွန်တော်ပြောပြမယ်22ရက်4လ2026ညနေတော့ကျွန်တော်ပြောပြမယ်ပြီးခဲ့တဲ့မနေ့ကအတိုင်းပဲပြန်လို့မနေ့ကထွက်တာက6ခွန်303 6ခွန်မှာ6ထိပ်စီ303မှာ3ထိပ်စီ3နဲ့6နဲ့နှလုံးပေါင်းချင်းอ่ะ6လို့ရဒီနေ့မှာထွက်တာ9တစ်အပိတ်အဲ့ဒီအပိတ်နဲ့ညနေပရိတ်နဲ့ပေါင်းရင်6လို့ဖြစ်မှာเนาะ6လို့ဖြစ်မယ်ဆိုတော့10ပရိတ်ပေါ့ကဲအဲ့ဒီ10ပရိတ်ကိုကျွန်တော်မိတ်ဆွေကူးမကျော်တွဲထွက်ကြီး168ကို2ခွန်3ကတ်ကိုကျွန်တော်မိတ်ဆွေဒီကြီးနှစ်ခုကိုတွဲလိုက်ရင်ကဏ္ဍ6ကွက်အဲ့ဒီကဏ္ဍ6ကွက်မှာ10ပရိတ်ဘာပါလဲဆိုတော့ကျွန်တော်မိတ်ဆွေဒီသိပြီเนาะဟုတ်เนาะဒီညနေတညနေကရက်ချိန်ပြည့်သွားပြီပေါ့เนาะဟုတ်တော့လားအဲ့ဒီတခုမထွက်ရင်ကျွန်တော်ဆုံးမယ်ဗျာအဲ့ဒါမထွက်မှကျွန်တော်ဆုံးမှာเนาะထွက်လာရင်ကျွန်တော်မဆုံးဘူးเนาะအဲ့ဒါကျွန်တော်မိတ်ဆွေတွေညံရှိသလိုတွဲပြီးတော့ဒါလောက်ကြတော့ဟုတ်ပြီလားကျွန်တော်ကတကွက်ရွေးခဲ့ပြီးမယ်ကျွန်တော်မိတ်ဆွေအားလုံးက10ပရိတ်ကိုเนาะ10ပရိတ်ကိုကျွန်တော်ကဏ္ဍတကွက်ရွေးခဲ့ပြီးမှအဲနောက်ပြီးတော့ကျွန်တော်မိတ်ဆွေကတချို့တော့ထွန်းတက်သေးတယ်3ညခွန်28ဆိုတာကနော်3ည8ခွန်2ဆိုတဲ့ကဏ္ဍ၄လုံးอ่ะဗောနော်အဲ့ဒီကောင်ထပ်ခွေရအောင်မလားအဲ့ဒါကနေတိုက်ဖြစ်တဲ့အတွက်ကြောင့်ကစားတင်တယ်ကစားတာအရန်ကစားခြင်းအရန်ကစားတာနော်အရန်ကစားခြင်းလည်းဆိုရင်အရန်ကစားတာပါညနေအတွက်ကိုကျွန်တော်က22ရက်4လ2026ညနေအတွက်ကျွန်တော်10ပရိတ်မှာနော်ခုမကျော်တွဲထွက်ကြီးကိုကစားဖို့လည်းကျွန်တော်ပြောထားပြီးပါပြီနော်တကွက်တော့ကျွန်တော်ရွေးခဲ့ပြီးမယ်လို့လည်းကျွန်တော်အခုပြောတယ်အဲ့ဒီတကွက်ကကျွန်တော်မိတ်ဆွေတွေအလှမ်းမရှိအပြန်မရှိ6နှစ်ကိုထိုးမယ်အပြန်လှန်ထိုးနေရ8 3ညကိုထိုးမယ်အပြန်လှန်ထိုးရနော်1ခွန်ကိုထိုးမယ်အပြန်လှန်ထိုးရဟုတ်တာအပြန်လှန်မရှိတဲ့တကွက်တဲ့ကျွန်တော်ရွေးခဲ့ပြီးမှ10ပရိတ်လေးအားလုံးရှိပြေကံကောင်းကြပါစေလို့လေးသမားပဲလုပ်မှာဘိုင်